ဆက်သက်သိန်းကျော်ဘူးအော်ဒါလေးမှာဘာတွေပါလဲရိုက်ပြပေးပါမယ်ရှင်ကစားတော့30နဲ့ပြီးတော့ငရုတ်စုံကတော့အလုံး90မှာသွားပါတယ်အလုံး40ကတော့ကုတ်ကူသားဖြစ်ပြီးတော့ကျန်တဲ့10လုံးကတော့မလီသားမှာသွားပါတယ်ကစားတော့လေးတွေကတော့မျှပြီးတော့ထည့်ပေးလိုက်တယ်ပေါ့နော်အနီရဲ့ကစားတော့လက်လီစီလေးကတော့အမျိုးအစား10မျိုးပါတဲ့တထုပ်ကို13500ပါရှင်မကတော့ပြန်ရောင်းတာဖြစ်တဲ့အတွက်လက်ကားစီတက်တက်သားလေးနဲ့ပြီးထားပါတယ်ငါလက်မဆိုင်ငရုတ်စုံကုတ်ကူသားလေးပြပေးမယ်နော်ကုတ်ကူသားဆိုတာကတစ်စင်းလေးတွေများပြီးတော့ကင်လိုက်လို့ရှိရင်မလေးသားထက်ကိုပို့ပြီးတော့လေးပါတယ်ရှင်စေးသားကလည်းလုံးဝကိုထူထူအီအီလေးတုပ်ပေးထားလို့မတို့ပြန်ရောင်းရင်မျက်နှာပန်းလှစီမှာအတီးချက်ခေါင်းလက်ထဲမှာရှိတဲ့ site ထဲမှာ9လက်မရဲ့6လက်မဆိုင်ရဲ့အားစေးသားကွာလက်တီတော်တော်လေးကောင်းတဲ့ထဲမှာလမ်းတွေအများဆုံးဝယ်တဲ့ထဲမှာအဲ့ဒီ site တွေလည်းတအားရောင်းရပါတယ်အခုမှစရောင်းမဲ့မမတွေဆိုရင်9လက်မ6လက်မလေးတွေကယူကိုယူပြီးရောင်းတဲ့ထဲမှာပါတယ်6လက်မ site ကတော့10လုံးမှာသွားပါတယ်ရှင်6လက်မလေးတွေလည်းဇောင်းနှက်ပြီးတော့အရင်အသားကောင်းတဲ့ထဲမှာပါပါတယ်ဖြစ်လို့သူကမလေးထက်ကိုပို့ပြီးမာကြောတဲ့အတွက်ရေရှည်နှစ်နဲ့ချီကိုအသုံးခံပါတယ်ရှင်ဒါလေးကတော့10လက်မဆိုင်9လုံးပါ10လက်မဆိုင်ရလဲသူကကုတ်ကိုသားကြီးပဲမှာသွားတာပါရှင်9လက်မမလေးသားကတော့မနေ့ကမှရမှာမို့လို့မနေ့ကမှထည့်ပါမယ်အဲ့တော့ရတဲ့ပစ္စည်းလေးတွေကိုအိတ်ထဲအရင်ထည့်ထားပါမယ်